တရုတ်ဇလန်သူတွေကိုမြန်မာစာတန်းထိုးဖို့အတွက်ကျွန်တော်တို့က SRD file ထုံနည်းပေါ့နော်ထုံနည်းကိုပြောပြမယ်အရင်ဆုံးဂျာမန်တိုင်းမှာကျွန်တော်တို့ကဂျန်တစ်ခုလောက်ရမယ်ဗျဒီမှာ UI ဂျန်ဆိုရလို့နှိပ်လိုက်ဒီမှာ here ဆိုရလို့နှိပ်လိုက်ဂျာမန်တိုင်းမှာဂျန်ထုံနည်းကိုပေါ့နော် graphic designer တယောက်ဖန်တီးတီးဆိုတဲ့ဗီဒီယိုတင်ထားပါတယ်အဲ့ဒီဗီဒီယိုလေးမှာအသေးစိတ်ပြန်သွားကြည့်လို့ရပါတယ်ခုကတော့အကြမ်းများပြောတော့မှာနော်ဒီမှာ name နေရာမှာ SRD လို့ရေးလိုက်မယ်ကိုကြရပေးလို့ရပါတယ်ကျွန်တော်ကတော့တန်ကြည့်လိုက်ုံနဲ့ကိုယ့်ရဲ့ဂျန်ကဘာလို့ဆိုတာသိအောင်လို့ပေါ့နော် description ကြောင့်ကိုယ့်ရဲ့ဂျန်ကဘာလုပ်လဲပေါ့SRD file တွေထုတ်ပေးပါရပေါ့ SRD file ဆိုတာကျွန်တော်တို့ဗီဒီယိုတွေမှာပေါ့နော်ထိုးတဲ့စာတန်းလေးတွေအဲ့ဒါလေးကိုအလွယ်တကူတန်းပြီးထည့်လို့ရတဲ့တက်စာသားပုံစံတစ်မျိုးပါပဲ instruction ဒီ instruction မှာထည့်ရမယ်အင်္ဂလိပ်စာသားကိုတော့ကျွန်တော် description မှာကျွန်တော်ထုတ်ပေးထားမယ်နော် description မှာယူလိုက်ကြပါအဲ့ဒါအကုန်ပြီးရင်ကျွန်တော်က save လိုက်အောင်စေကိုနှိပ်လိုက်ရင်အစဒီပိုင်းထုတ်ပြီးရချန်တစ်ခုဖန်တီးပြီးတော့ဖြစ်သွားပါပြီ။ Okay ဒီမှာတွေ့လားအစဒီပိုင်းထုတ်ပြီးတဲ့ချန်ဖြစ်သွားတယ်။အဲ့တော့ကျွန်တော်တို့ကအရင်ကျွန်တော်တို့တရုတ်ဇလန်တို့တွေ download ရတဲ့နည်းလေးကိုပြောပြထားတယ်။အဲ့ဒီနေရာနဲ့ download လာတဲ့ဗီဒီယိုကိုကျွန်တော်ဒီမှာကတ်ထဲမှာထည့်လိုက်မယ်။ထည့်ပြီးတော့အဲ့ဒါကိုကျွန်တော်က3မိနစ်စာဖြတ်လိုက်မယ်။ဗီဒီယိုဖိုင်တအားရှည်လို့ရင်လည်းအစဒီဖိုင်ထုတ်ရတာကြာမှကြောက်လို့နော်။3မိနစ်စာဖြတ်ပြီးတော့မှနောက်ဆုံးမှအဲ့ဗီဒီယိုတွေအကုန်ပေါင်းလိုက်အဲ့ဆိုလို့ရတယ်။ Okay ကျွန်တော်3မိနစ်စာဖြတ်လိုက်မယ်။ Okay အဲ့ဒီ3မိနစ်စာကိုကျွန်တော် export ထုတ်လိုက်မှာပေါ့ဗျာ။ EDD ဘာညာမကိုင်နေဘူး။အရင်ဆုံး3မိနစ်စာအတွက် SRD file ရေးထုတ်မယ်။ Okay ဒီဇလန်တူတွေဘယ်မှာတော့အောင်မလဲဆိုတော့ကျွန်တော်တင်ပေးပြီးတာနော်။မတောင်းတဘူးဆိုရင်အရင်ဗီဒီယိုတွေတွားကြည့်ပါโอเคအဲ့မှာဗီဒီယိုရတယ်အဲ့ဒီဗီဒီယိုကျွန်တော်ကဂျမနိုင်းကိုပြန်လာခဲ့လိုက်လာပြီးတော့စောနာကျွန်တော်ဖန်တီးထားတဲ့ channel ဒီမှာ SRD file အဲ့ကိုဒီမှာအပေါင်းလေးကိုနှိပ်လိုက် gallery ဆိုတာနှိပ်လိုက်ပြီးတော့3မိနစ်စာဖြတ်ထားတဲ့စောနာဗီဒီယိုလေးကိုတင်ပေးလိုက်အဲ့ဗီဒီယိုလေးအဲ့လိုလုပ်တာပြည့်ပြီဆိုရင်ပေါ့နော်ဒီပြန်တွေ့လားဒီ mic ပုံလေးပေးရနဲ့ sound ခလုတ်ကလေးကလင်းလာလိမ့်မယ်ခုမလင်းနေတွေ့လားတမိနစ်မပြည့်လို့မလို့ဒီ SRD file ထုတ်ရတာနည်းနည်းတော့ရှုပ်တယ်ဗျာနော်ဒါပေမဲ့ကိုကတေချာနားလည်ခြင်းနဲ့ဆိုရင်ဒီဗီဒီယိုလေးကိုထက်ခါကြည့်လိုက်လုပ်ပြီးတော့မှတေချာလုပ်ကြည့်မှတည်ရကြည့်ုံလေးနဲ့တော့မလုပ်တော့ဘူးကိုယ်တိုင်လိုက်လုပ်ကြည့်တော့မှသဘောပေါက်မှာနော်โอเคဒီမှာတွေ့လားဒီနားလေးလင်းလိုက်ဆိုနှိပ်လိုက်အဲ့ဆိုရင်ပြီးသွားခဏဆောင်းပြလိုက်အောင်နဲ့ဘယ်နဲ့စက္ကန့်ဘယ်လောက်မှာဘယ်စာသားထွက်ပါတယ်စက္ကန့်ဘယ်လောက်ဘယ်စာသားထွက်တော့ဆိုထွက်လာတဲ့ SRD file လေးရတယ်။ Okay နည်းနည်းလေးတော့စိတ်ရှည်ရတော့ဗျာ။ကျွန်တော်ကဂျာမန်တိုင်းကို pro မဝဲဘူးနော်ရိုးရိုး free version နဲ့ပဲသုံးနေတာ။ Okay ဒီမှာရရတွေ့လား။ဟုတ်ပြီ3မိနစ်စာအဲ့စာလေးကျွန်တော် copy ယူလိုက်။ယူပြီးတော့ဒီမှာကျွန်တော်တစ်ခုပြအောင်ပါ Quick Edit Tab Editor ဆိုတဲ့ application လေးเนาะအဲ့ဒါလေးကိုကျွန်တော်တို့က Play Store မှာသွားတောင်းနောက်ရှိပြီးတာတွေဖြတ်လိုက်မယ်ဒီမှာ paste ချလိုက်တွေ့လားဒီမှာ save ကိုနှိပ်ပြီးတော့ဒီမှာတိုက်တဲ့နေရာမှာကိုရှားလွယ်မဲ့စာတစ်ခုရေးပြီးတော့ဒီမှာ TXT ဆိုတဲ့နေရာမှာ SRD ဆိုပြီးပြောင်းပေးလိုက်ရမှာ Okay ပြီးရင် save ကိုနှိပ်လိုက်ကျွန်တော် file manager လေးကတော့ကိုရှားလွယ်မဲ့နေရာတစ်ခုခု file တစ်နေရာမှာတွားပြီး save လိုက်ပြီးတော့ဆောင်းတာကျွန်တော်တို့1မိနစ်ဖြတ်ထားတဲ့နေရာကိုပြန်သွားမယ်တွားပြီးတော့ဒီမှာ caption ဆိုတာရှိတယ်အမှားလေးပြန်နှိပ်လိုက်ပြီးတော့ import caption ဆိုတာနှိပ်လိုက်ဒီမှာတွေ့လား Chinese one SRD ဆိုတာလေးကိုထည့်လိုက်ဒီမှာမြန်မာစာသားရမှန်မြန်မာစာသားမှန်ဖို့တော့ကကြတော့ဖောက်နေဝယ်ရတယ်ဗျဒီဖောက်နေရတော့ကျွန်တော်တင်တန်းမှာကျွန်တော်တယောက်ကပေးထားဘူးကျွန်တော်ဆရာပေးထားတဲ့ဖောက်နေပါအဲ့ဒီဖောက်လေးထည့်လိုက်မယ်အဲ့ဒါမှန်တယ်နော်ကျွန်တော်တက်နေတဲ့တင်တန်းအကြောင်းလည်းပြန်ပြီးတော့ share ပြီးလုပ်ပေးပါအောင်ဗျအရန်ကောင်းပါတယ် creator လုပ်ချင်တယ်ဆိုရင်တော့နော် EDD ဘာညာအခြေခံလေးတည်ချင်တယ်ဆိုရင်တက်တဲ့တင်တန်းလေးပါ Okay ဒီမှာကျွန်တော်ဒီတရုတ်စာတွေကိုဖုံးနေတာများဖုံးကျင်တော့ကြတော့ဒီမှာစာတန်းနေရာနဲ့တရုတ်စာကိုဖုံးနေလောက်မှဟာယူရမှာအားလုံးဟုတ်တယ်ဒီကောင်စင်ပြတဲ့မှာအောက်ကတရုတ်စာကိုဖုံးပါတယ်ရတယ်
我刚给你买的金镯子啊，让老同学都看一 တစ် 下。 ချက်လောက်ဖွင့်ကြည့်အောင် 别刮花了， မင်းတို့ခုနကရွှေလက်ကဝယ်ပြရလေတကယ်ချင်းနေကို 这 ပြ 个 လိုက် 包 ပါ 多耐脏。စားရမှန်တယ်နော် 哎，橙子， တွေ့ 先 လား 买。 ဒီလိုမျိုးလေးတက်တော်မှာခက်စားရနော်တော်တော်များများလူကြီးလည်းများတယ်တွေ့လား 你们不是